နာအကျိုးဆောင်လာခဲ့ပြီအချိန်မှန်အောင်စလင်းမျိုးကမပြတ်ဆောင်နေ့စဉ်အာယုံစွမ်းလူရအောင်ယူသားကြိုးစားနှုတ်ကြမှုဖြင့်လူစောရအောင်သာသနာဟိတသာသနာအကျိုးဆောင်လာခဲ့ပြီချိန်မှန်အောင်စလင်းမျိုးကမပြတ်ဆောင်နေ့စဉ်အာယုံစွမ်းလူရအောင်ယူသားကြိုးစားနှုတ်ကြမှုဖြင့်လူစောရအောင်စွမ်းလူစောစွမ်းလုံးစောငွေပရိသပင်စိုက်ထူရအောင်သာသနာရဲ့အကျိုးဆောင်သာသနာရဲ့အကျိုးဆောင်တက်ကြွရွှင်လန်းမပင်မလုံးလားစိုက်လို့ဆောင်သာသနာတော်မကွေပအောင်တန်ဃာတော်မကွေရအောင်ထောက်ပံ့လူရန်အာယုံစွမ်းတွဲနှိုးစော်တယ်မပြတ်ပါအချက်ချညီလျက်စွမ်းတဲ့အကျိုးတော်ဆောင်ဘုံရင်းနှံဆောင်ကြမင်းထံကစေတနာအကျိုးဆောင်မာတလိနဲ့ဝိသကြုံပမာတို့ဆောင်သာသနာအတွက်ထမ်းရွယ်လူဆောင်စွမ်းသင်အကျိုးဆောင်တာယကအတွက်ထမ်းရွယ်လူဆောင်စွမ်းသင်အကျိုးဆောင်သာသနာအတွက်ထမ်းရွယ်လူဆောင်စွမ်းသင်အကျိုးဆောင်တာယကအတွက်ထမ်းရွယ်လူဆောင်စွမ်းသင်အကျိုးဆောင်ကိုယ်တိုင်လေးလူမျိုးစောကုလျက်လူနဲ့နိဗ္ဗာန်သုံးနံအကျိုးဆောင်စွမ်းလူသောစွမ်းလုံးသောငွေပရိသပင်စိတ်ထူရအောင်သာသနာရဲ့အကျိုးဆောင်သာသနာရဲ့အကျိုးဆောင်တက်ကြွရွှင်လန်းမပင်မလုံးလားစိတ်လူဆောင်သာသနာတော်မကွေပအောင်တန်ဃာတော်မကွေရအောင်ထောက်ပံ့လူရန်အာယုံစွမ်းထွက်လူစော်တယ်မပြတ်ပါအချက်ချညီလျက်စွမ်းသင်အကျိုးတော်ဆောင်အနီးဝေးပင်မရှောင်ခရီးမဝေးတကယ်ဆောင်လက်မဲ့ခင်ကျိုးတော်ဆောင်စနစ်တကျဖွေးဆောင်တစမကမလွေအောင်အစင်းစင်းနဲ့ဖွေးတီထောင်မြို့ပေါ်ကြီးရွာမကြမ်းရအောင်ထာဝစဉ်အသိနဲ့ဆောင်အနှစ်တရာပြည့်တိုင်းအာယုံစွမ်းလူကမပြည့်ခဲ့ပါငါရောင်သာသနာတည်မြဲရအောင်လက်စင်ကံလို့ကျူစားရဆောင်သာသနာတိကျအကျိုးတော်ဆောင်စွမ်းလူစုစွမ်းလုံးစုငွေပရိသပင်စိုက်ထူရအောင်သာသနာရဲ့အကျိုးဆောင်သာသနာရဲ့အကျိုးဆောင်တက်ကြွရွှင်လန်းမပင်မလုံးလားစိုက်လူဆောင်သာသနာတော်မကွေပအောင်တန်ဃာတော်မကွေရအောင်ထောက်ပံ့လူရန်အာယုံစွမ်းထွက်နှိုးစော်တယ်မပြတ်ပါအချက်ချညီလျက်စွမ်းသင်အကျိုးတော်ဆောင်ရတနာသုံးပါးမျက်ဆုံးထားလျက်မပြတ်လေစဉ်ဥဒင်ရိုကျို့ရှ िख ိုးပူဇော်မက်ဖို့ကိုမျှော်မှန်းနိဗ္ဗာန်တော်ရောက်ရာလမ်းစွမ်းလူပါမြန်းကြပါတဲ့စလင်းမြို့နယ်အလုံးရဲ့စွမ်းဒါယကစွမ်းဒါယကမဒါနချစ်ခင်သူတော်စင်အပေါင်းတို့ခမညာစလင်းမြို့သာသနာဟိတနေ့စဉ်အာယုံဆွမ်းလောင်းအသင်းကြီးဟာဖြင့်နေ့စဉ်နာနဲ့အာယုံတက်တိုင်းမဆိုင်မှန်စွာမြတ်တန်ဃာတို့မချုပ်အာယုံဆွမ်းအသင်းမရအောင်သရာကြီးပြူနေ့စဉ်အချိန်မှန်ပေးလူလေးရှိပါတယ်ထို့သို့ပေးလူနိုင်ရန်မြို့ပေါ်ရက်ွက်များကိုတလတစ်ခါဆွမ်းသင်အကျိုးတော်ဆောင်များမှတက်ကြွရွှင်လန်းမပင်မပန်းဝမ်းပန်းတသာကုသိုလ်သရာစိတ်တွေနဲ့အချိန်မှဆွမ်းဆံငွေပရိသပင်ငွေဆန်တော်များ
လှဲ့လေကောက်ခံကုသိုလ်ယူလျက်ရှိပါတယ်ထို့သောအလူခံကြရာမှာဆွမ်းအသင်းအကျိုးတော်ဆောင်များဟာဖြင့်မြို့ပေါ်ရက်ွက်များကိုချီလင်းလှဲ့လေရ၎င်းတနေ့တစ်ခါဇန်နဝါရီ1ရက်နေ့မှ15ရက်အထိကျေးလက်ဒေသများသို့အလူခံရန်မိမိကဆိုင်ကဲစသည်များဖြင့်ကိုယ်စီကိုထဲ့၍တန်ဃာတော်များဆွမ်းမချို့တဲ့ဖို့အာသွန်ခွန်ဆိုင်နှစ်ချိုက်ကျိုးပန်းသာသနာဝန်ကိုထမ်းလျက်ဆွမ်းလူစို့ဆွမ်းလောင်းစို့စသည်နှုတ်သောတမ်းမပြတ်ဆွမ်းအလူရှင်များအချိန်မှန်မှန်အစိမ့်နှကန်းအရှိန်တန်လူရဲနိုင်ဖို့နှိုးစော်ဆောင်လျက်ရှိကြပါလေခင်ဗျာမြတ်ဖျားသာသနာကိုစားထားရခဲ့တဲ့ဓမ္မခန္ဓာပေါင်း8400မကွယ်အောင်ထိန်းညံ့ကြည်ကြံကြိုးကုပ်အထုတ်တော်မူကြပါသောသံဃာတော်များကိုထာဝရကိုးကွယ်ဒါနကိုလွယ်ချီနိဗ္ဗာန်ကိုရည်ကြပါတဲ့စွမ်းအလူရှင်ဒါယကမပေါင်းတို့ခမညာမြတ်ဖျားသာသနာတော်ကိုတွတ်စစ်ပါသောနှစ်ပေါင်း2500ကျော်ခဲ့ပြီမို့သာသနာတဝက်ကျိုးခဲ့ပြီတရားသာသနာတော်တွင်သဆင်းလာပြီဖြစ်ပါတယ်ဒါကြောင့်ဇေဘောင်ကျိုးတိုး၍ဝယ်ကြစကားလာအတိုင်းဒါနသီလဘာဝနာစသည်တို့ကိုသာသနာတော်မကွယ်ပခင်တွင်အပြုနေ့တိုင်းကုသိုလ်တွေစုပါမှမတ်ဖို့ခရီးအမြန်နေကြမှာမို့ကောင်းမှုကုသိုလ်နေ့တိုင်းပြုဖို့လိုအပ်ပါတယ်သာသနာဆိုတာကိုယ်နဲ့ဆိုင်လို့တွေ့တာပိုင်အောင်လုပ်ကြပါပိုင်အောင်လုပ်မှနိဗ္ဗာန်ရမည်သာဗန္ဓရာဝဲဆက်ခွဲထွက်လုကင်းမှာဆိုတဲ့စကားအတိုင်းတရားစစ်တရားမှန်နဲ့တွေ့စဉ်ကုသိုလ်ကောင်းမှုနေ့စဉ်ပြုလို့သာသနာတော်မကွယ်ပရလေအောင်သာသနာဟိတနေ့စဉ်အာယုံဆွမ်းလောင်းအသင်အကျိုးဆောင်များကကိုယ်တိုင်လည်းလူနှုတ်စောကူလျက်ဆွမ်းလူခံထွက်ရာနေမီဒေသများစွာတို့ကိုမပင်မပန်းရွှင်ရွှင်လန်းလန်းဖြင့်တရားမင်းစေတမန်မာတလိနဲ့ဝိသကြုံပမာတို့သာသနာစေတမန်များအဖြစ်လို့ဆိုအလူခံလဲရှိပါတယ်အလူခံပုဂ္ဂိုလ်နဲ့အလူရှင်များအကြားသာသနာစေတမန်အကျိုးတော်ဆောင်များရှိပါမှ၎င်းတို့၏နှိုးဆော်မှုအရဆွမ်းအလူရှင်များတရားတရားပုံမှုထက်တန်လာ၍မလူဖြစ်သူကလူဖြစ်လူဖြစ်သူကပုံမှုတိုးတက်၍ထဲ့ဝင်လူရန်ခြင်းများဖြစ်ပေါ်လာကတန်ခါဒါယကတစ်ဖြာအကျိုးရှိမှာမို့ဆွမ်းသိအကျိုးတော်ဆောင်များဟာဖြင့်ဗရဟိတသာသနာစေတမန်များမြည်ပါပေတယ်ထို့သို့နှိုးဆော်မှုဖြင့်လူရန်ကြပါသောဆွမ်းလူရှင်များမှာလည်းဆွမ်းအကျိုး၅ပါးနဲ့တကွလူနတ်နိဗ္ဗာန်သုံးဆံအကျိုးကျွဲဖြိုးရကြမှာမို့သာသနာစေတမန်အကျိုးတော်ဆောင်များထံဆွမ်းဆံနဲ့ငွေဆံတော်များမပြတ်ပေးလူရပါရန်နှိုးဆော်အပ်ပါတယ်ခင်ဗျာမြတ်ဗျာတရားတော်နဲ့အညီဒါနသီလဘာဝနာရင်မာချီနဲ့နိဗ္ဗာန်ခရီးဆက်ခါနေကြမယ်အာယုံဆွမ်းအလူရှင်သူတော်စင်အပေါင်းတို့ခင်ဗျာဆလင်းမြို့သာသနာဟိတအသင်းကြီးနေ့စဉ်အာယုံဆွမ်းလောင်းလာခဲ့တဲ့တက်တန်းမှာအသင်းစတီထောင်ရာ1980ခုနှစ်မှ1380ခုနှစ်ထိအနှစ်တရာတိုင်ခဲ့ပြီဖြစ်ပါတယ်80ပြည်သာသနာ9000အထိမပြတ်မကွက်နေ့စဉ်ဆက်ကလှူဒန်းဖို့ကိုလည်းရည်ရွယ်တိုးဆက်ကုသိုလ်ပြုလျက်ရှိနေမှာဖြစ်ပါတယ်ထို့သောဆွဲမြဲဆွမ်းလူလျက်ရှိနိုင်ခဲ့တာဟာလည်းဩဝါဒစရိယဆရာတော်များ၏ဟောကြားချက်နဲ့အညီနာယကကြီးများဖြစ်ကြတဲ့ဦးစိုးဝင်းဦးချစ်ထွေးဥက္ခရာဦးအေးဟန်ချိုဒုဥက္ခရာဦးမျိုးမင်းအောင်အတွင်းရေးမှုဦးမိုးဟိတ်ထက်တွဲပဲအတွင်းရေးမှုဦးအေးမင်းထိုက်ဗန္နာရေးမှုမဏိစောတာဒရဥပိုးတာတို့နဲ့အကျိုးဆောင်များဦးဆောင်ကြိုးပမ်းမှုကြောင့်ဖြစ်ပါတယ်ဆွမ်းအသင်းအကျိုးဆောင်အဖွဲ့ဝင်များကိုဖွဲ့စည်းရမှာနာယကကြီးဦးချစ်ထွေးကစနစ်တကျဖွဲ့စည်းပုံအဆင့်ဆင့်ရေးဆွဲလျက်အကျိုးဆောင်များအားလုံး